အခုပြပေးမယ်အိမ်အမျိုးအစားလေးက188 square meter ကျယ်ပြီးတော့ဈေးကတော့သူ့ရဲ့ပုံမှန်ဈေးက 8.4 million ဘတ်ပေါ့နော်ဒါပေမဲ့အခုချိန်မှာဒီ special promotion ရှိရဲ့အတွက် 6.9 million ဘတ်နဲ့ဝယ်ယူလို့ရမှာဖြစ်ပါတယ်ဒီလုံးချင်းလေးကတော့ Sun Series ရဲ့လုံးချင်းတွေကတစ်ခုဖြစ်ပြီးတော့လုံးဝအေးကျဲနေခြင်းတဲ့သူတွေအတွက်အရန်သစ်တော်တဲ့နေရာလေးတစ်ခုဖြစ်ပါတယ်သူ့မှာဆိုလို့ရှိရင် green area အရန်အများကြီးပါတယ်ပေါ့နော်ကဲဒါဆိုရင်ကနဲ့တော့အခန်းလေးတွေဆက်ကြည့်ကြစို့ဒီမှာဆိုလို့ရှိရင် car parking ထည့်လို့ရတယ်ဒါကတော့ show you နေမို့လို့ဒီလိုပြရတာပေါ့နော်ပြီးတော့ဒီမှာဆိုလို့ရှိရင်ဒီလို garden လေးလည်းလုပ်လို့ရတယ်ဒါလေးကတော့ dining area ပေါ့နော်လုံထားတယ်ကျယ်ကြီးပဲဒါရင်ဒီမှာသူက kitchen လေးလုပ်ပြရတယ်ရောမှာဆိုလို့ရှိရင်ဒါဒီ living area လေးပေါ့နော်ဒီက square white ကဒီလုံးချင်းက square white က50 square white ရှိရဲ့အတွက်ဒီဘေးနားလေးမှာဆိုလို့ရှိရင်ပန်းချက်ပုံစံမျိုးလေးလုပ်လို့ရတယ်ပေါ့နော်ဒါဆိုရင်အပေါ်လေးကိုသွားမကြည့်ခင်ဒီမှာအခန်းတစ်ခန်းရှိသေးတယ်ဒီမှာဆိုလို့ရှိရင်အိတ်ခမ်းလှုပ်လို့ရတယ်လို့အလုံးလုံးတဲ့အခန်းလေးလေးထားလို့ရတယ်ဒါမှမဟုတ်ကွာဖျားစင်နေပါဖျားခမ်းလှုပ်ချင်လိုက်ရတယ်မိုက်တယ်ဒါဆိုအပေါ်ရက်ကအိတ်ခမ်းလေးစကြည့်ကြဒီမှာဆိုလို့ရှိရင် space လေးရှိတယ်ဒီမှာအင်္ဂါကြီးချိုးခန်းရှိမယ်ဒါလေးကတော့အိတ်ခမ်းတစ်ခန်းပဲဖြစ်ပါတယ်ဒီမှာခလင်းငယ်လေးကိုထားလိုက်ရတယ်တော့ဒီမှာနောက်အိတ်ခမ်းတစ်ခန်းပါတယ်တော့သူကတော့အလုတ်ခမ်းလုပ်ပြရတယ်ပေါ့နော်ဒီအလုံးချင်းကအခန်းအိတ်ခမ်းလေးခန်းပါတယ်ဒါလေးကတော့ master bedroom ပါအိုးမိုက်လိုက်တာ master bedroom อ่ะဒီဘက်မှာဆိုလို့ရှိရင်တော့ဝရန်တာလေးထုတ်ထားတဲ့အတွက်ညနေခင်းမှာအေးစစ်စစ်အနားယူလို့ရတယ်ဟုတ်ဒီလုံးချင်းကြီးက green area အများကြီးနဲ့လောက်ထားတဲ့အတွက်ပေါ့နော်အရန်အိပ်ပူမနေဘူးအရန်တိတ်ဆိတ်တယ်ပေါ့နော်ပြီးတော့ရင်ဟိုဘက်မှာမြင်ရတဲ့အတိုင်းလုံးချင်းလေးရဲ့ဒီဇိုင်းလေးတွေကအရန်လှချစ်စရာလေး